င်္ဂလာပါရိုင်ဇွန်ဟမ်မီမကျူဆိုပါတယ်ရှင်ဒီနေ့မှာကျွန်တော်ကတချောင်းတို့စထိုးနေတဲ့သူလေးတွေအဆင်ပြေပြီးတော့လိုက်ထိုးရတာအဆင်ပြေစေမဲ့ထိုးနည်းလေးကိုဒီမီနီဝေါ်လက်ထိုးနည်းလေးကိုမြှောက်ပေးတော့မှာဖြစ်ပါတယ်လိုအပ်တဲ့ကုန်ရမ်းလေးတွေကတော့ဒီလိုနိုင်လွန်ချီလေးကိုအသုံးပြုမယ်နောက် ready made mini wallet လေးတစ်ခုလိုမယ်အက်ကတော့ကျွန်တော်က 2.5 အက်ကလေးကိုအသုံးပြုထားပါတယ်အဲ့တော့အဲ့ပုံစံလေးကဒီလိုလေးပေါ့နော်ကျွန်တော်နမူနာထိုးထားတော့မရှိဘူးဒါလေးကတော့ကျွန်တော်ပတ်တန်ကိုကြည့်ပြီးတော့မှထိုးထားဖြစ်တဲ့အတွက်ဒါလေးကတော့3ရောင်ထိုးထားပါတော့ဒီမှာပတ်တန်ခွက်တွေချတယ်ဆိုလို့ရှိရင်တော့ခုမှစထိုးတဲ့သူတွေကြလို့ရှိရင်နည်းနည်းလေးခက်ခဲတာလေးရှိတတ်တယ်ဒါကြောင့်အခုလွယ်လွယ်ကူကူရိုးရှင်းရှင်းနဲ့ဒီပြောင်ပေါ့နော်တရောင်နဲ့အသုံးပြုပြီးတော့ထိုးတာလေးကိုပဲထိုးပြပေးသွားပါမယ်ပထမဆုံးဇွန်တို့ slit knot လေးလုပ်လိုက်မယ်ချီလေးစထိုးဖို့အတွက် slit knot လေးလုပ်လိုက်မယ်ပြီးရင်ဇွန်တို့တွေ chain လေး22ခုထိုးခဲ့ပေးပါเนาะ chain လေး22ခုရပြီဆိုတော့ဇွန်တို့ဒါနောက်တန်းတက်ဖို့အတွက်ကိုဒီမှာအထပ်ထားတဲ့ဒီခြီကွင်းလေးရှိမယ်အဲ့ဒါလေးကိုဒီပုံမှန်ဆိုရင်တော့ဇွန်တို့ဒီဘေးမှာထိုးနေကြပါเนาะဒီအထပ်ထားတဲ့အပေါက်ကိုမထိုးဘဲနဲ့သူ့ရဲ့အရှိရဒီဘေးမှာထိုးနေကြဒါပေမဲ့ဒီတစ်ခါဒီဘေးမှာမထိုးဘဲနဲ့ဒါလေးကိုဒီနောက်ကလေးကိုတစ်ဖက်လှန်လိုက်မယ်တစ်ဖက်လှန်လိုက်လို့ရှိရင်ဒီမှာဂုံးလေးတစ်ခုရှိတယ်เนาะလိန်ဂုံးလေးတစ်ခုရှိတယ်เนาะဒီမှာเนาะအထွက်ထားတဲ့ဒီဖွန်မီချောင်းမီကိုသူ့ရဲ့အရှိဖွန်မီအဲ့ဒီကိုတစ်ဖက်လှန်လိုက်ရင်ဒီမှာဂုံးလေးရှိတယ်အဲ့ဂုံးလေးတွေကိုဒီမှာအက်ကလေးဝင်မယ်နော်အက်ကလေးဝင်ပြီးတော့ဒီဂုံးလေးတွေကိုအဝင်မယ်ဝင်ပြီးတော့ရင်ကျိုးစာလေးကိုဆွဲပြီးတော့တိုင်တိုလေးထိုးမယ်ကျိုးစာလေးကိုဆွဲပြီးတော့တိုင်တိုလေးထိုးမယ်အဲ့ဒီတိုင်တိုလေးကိုပျောက်မသွားအောင်လို့ကျွန်တော်တို့တစ်ခါတည်းဒီဟိုဟာလေးနဲ့မှတ်ကျိတ်လေးနဲ့မှတ်လိုက်မယ်နော်ဒီဖွန်မီချမ်းလေးပေါ်မှာမှတ်ကျိတ်လေးနဲ့မှတ်မယ်နောက်တစ်ခါသူ့ဘေးကအပေါက်လေးရှိတယ်သူ့ရဲ့ဘေးမှာလည်းဒီမှာဂုံးလေးရှိတယ်เนาะအဲ့ဒီဂုံးလေးတွေကိုဒီမှာဖောင်းလေးရှိတယ်เนาะခွင်းပုံစံမျိုးလေးပဲအဲ့မှာအဝင်မဲ့ကျိုးစာလေးကိုဆွဲမယ်တိုင်တိုလေးထိုးမယ်နောက်သူ့ရှေ့မှာရှိတဲ့ဂုံးလေးเนาะဒီဘက်ချမ်းမှာじゃဒီလိုအလှလေးဖြစ်သွားမယ်เนาะအဲ့ဒီဖွန်ပြီးနှစ်ချမ်းမှာမထိုးဘဲနဲ့သူ့နောက်ကိုတစ်ဖက်လှန်လိုက်ရယ်เนาะဂုံးချမ်းလေးရှိတယ်အဲ့ဒီချမ်းလေးမှာထိုးမယ်เนาะအဲ့လိုလေးတွေတိုင်တိုလေးတွေကို22ခုချိန်လေး22ခုထိုးခဲ့တာဖြစ်တဲ့အတွက်တိုင်တိုလေးက22မှာတတိုင်ရခဲ့မယ်เนาะအဲ့တော့မိမိမှန်ကြည့်ချင်မှန်ပြန်စစ်ချင်တယ်ဆိုရင်ချိန်22ခုထိုးရင်ဒါ22မှာတတိုင်ရမယ်เนาะသူ့ရဲ့ထွက်ထားတဲ့ဟိုဖူမီချမ်းမှာမထိုးဘူးလေရှေ့ဘက်မှာသူ့ရဲ့ရှေ့ရဘက်မှာထိုးတာဖြစ်တဲ့အတွက်ဆိုစတို့က22မှာတစ်ခုရမယ်အဲ့ဒါလေးကိုအဆုံးထိထိုးခဲ့ပြီเนาะဇွန်ထိုးလာတာနောက်ဆုံးပေါက်လေးပေါ့เนาะနောက်ဆုံးဂုံးလေးပေါ့เนาะဒီမှာเนาะဒီမှာဒီဘက်ချမ်းကျတော့ဒီဘက်ချမ်းမှာလည်းဒီလိုเนาะဒီဘက်ချမ်းမှာလည်းဒီလိုလေးပေါ့เนาะအဲ့လိုလေးရမယ်အဲ့တော့နောက်ဆုံးပေါက်မှာလည်းဒီမှာနောက်ဆုံးဂုံးလေးရှိတယ်အဲ့ဒီဂုံးလေးမှာလာပြီးတော့တိုင်တူလေးထိုးလိုက်မယ်ထိုးပြီးသွားရင်ဇွန်တို့နောက်ထပ်တန်းတက်မယ်ဒါဆိုရင် row 1ပေါ့เนาะဒါတန်းပြီးသွားပြီနောက်တန်းတက်ဖို့အတွက်ချိန်လေးတစ်ခုထိုးမယ်ထိုးပြီးရင်ဒီလိုလေးအသားလေးတစ်ဖက်ကိုလှည့်လိုက်မယ်လှည့်ပြီးသွားရင်ဒီတစ်ခါမှကျတော့ဇွန်တို့ဒီမှာရှိတဲ့အပေါ်မှာဒီမှာဖုန်မီနှစ်ချမ်းလုံးရဲ့အောက်ကိုအပ်ဝင်ပြီးတော့မှကျိုးစာလေးဆွဲပြီးတော့တိုင်တူလေးထိုးလိုက်မယ်เนาะအဲ့လိုလေးပဲတိုင်တူလေးတွေကိုထိုးသွားမယ်เนาะအဲ့တော့မှတ်ချိတ်ဒီမှာလည်းမှတ်ချိတ်မှတ်ခဲ့လို့ရရယ်เนาะမှားမှကြောင်ဒီမှာလည်းမှတ်ချိတ်မှတ်ဇွန်မပြလိုက်တော့ဘူးเนาะအဲ့တော့တိုင်တူလေးတွေထိုးမယ်ဒါဆိုရင်ဇွန်တို့2တန်းမြောက်ကိုရောက်သွားပြီเนาะအဲ့လိုမျိုးလေးပဲအပေါ်ကိုတက်ပြီးတော့ဘယ်လောက်ထိုးမယ်ဆိုတော့ဘယ်လောက်ထိုးမလဲဆိုတော့ဒီမှာဒါဆိုရင်ဇွန်ပြမယ်เนาะဒီမှာအိတ်ကလေးနဲ့ကတ်လိုက်လို့ရှိရင်ဒီမှာဆိုရင်ဒီဘက်ဘေးမှာဇွန်တို့ကပတ်ပြီးတော့တိုင်တူလေးတွေထိုးမှာဒီဘက်ဘေးမှာလည်းတိုင်တူထိုးစာချန်ခဲ့မယ်ဒီဘက်မှာတိုင်တူထိုးစာချန်ခဲ့တယ်ပေါ့နော်အဲ့တော့အပေါ်ဘက်ကိုတက်သွားတဲ့ခါမှာလည်းဒီလောက်လေးထိတက်ခဲ့နော်ဒီဘက်မှာလည်းအပေါ်မှာလည်းဒီမှာတန်းစာပေါ့နော်တိုင်တူတန်းစာချန်ခဲ့တဲ့ထိတက်မယ်ဒီဘက်မှာလည်းတိုင်တူတန်းစာတက်ခဲ့ဖို့အတွက်ဒီလောက်လေးချန်ရမှာပေါ့နော်တိုင်တူနဲ့ပတ်ပြီးတော့ထိုးမှာဆိုတော့လေအဲ့တော့ဘယ်နှရိုးလောက်ထိုးမလဲဆိုတော့36ရိုးဇွန်ကိုထိုးခဲ့ပြီပေါ့နော်အခုဇွန်ကတော့2တန်းထိုးခဲ့ပြီပေါ့နော်2တန်းမြောက်ကိုထိုးပြနေတာဖြစ်တယ်အဲ့တော့နောက်ထပ်တန်း3တန်းမြောက်မှာလည်းဒီထိရောက်ရင်မှတ်ကြိတ်လေးဖြိုးတိုင်တူလေးထိုးပြီးသွားရင်နောက်တန်းတက်ဖို့အတွက်ကိုချင်းလေးတစ်ခုထိုးပြီးရင်တစ်ဖက်လှည့်ပြီးတော့တိုင်တူလေးတွေထိုးခဲ့ဒီဘက်ရောက်ရင်လည်းချင်းလေးတစ်ခုထိုးတိုင်တူလေးထိုးခဲ့အဲ့လိုမျိုးနဲ့အတန်းလေးကို36တန်းဇွန်ကိုထိုးခဲ့ပြီပါ36တန်းရောက်လို့ရှိရင်ဇွန်ပြန်လာပြီးတော့ပြပေးသွားပါမယ်38တန်းထိုးလိုက်တယ်နော်36တန်းထိုးတာဒီမှာအိတ်ကမပတ်မိဖြစ်တဲ့အတွက်ဒီမှာနည်းနည်းလေးဟနေသေးလို့38တန်းထိုးလိုက်တယ်เนาะဒါဆိုရင်ဒီမှာပတ်လိုက်လို့ရှိရင်ဒီမှာတန်းစာကြံမယ်ဒီဘက်မှာလည်းဒါဆိုရင်တန်းစာကြံမယ်အဲ့လိုဆိုရင်ရပြီเนาะအဲ့တော့38တန်းထိုးလိုက်ပါတယ်တန်းလေး38တန်းထိုးလိုက်တယ်เนาะပြီးရင်38တန်းမြောက်ရောက်လို့ရှိရင်ဒီမှာနောက်ဆုံးပေါ့เนาะ
ရိုးလေး38ရိုးရဲ့နောက်ဆုံးနေရာမှာဆိုရင်ဒီမှာဒီတောင်လေးနေရာအဲ့ဒီတောင်လေးနေရာရောက်ပြီဆိုလို့ရှိရင်ဒါဆိုရင်22ခုထိုးခဲ့ရဆို22တန်းရှိ22တိုင်းရှိမယ်ပေါ့နော်အဲ့ဒီတောင်ဆုံးလေးမှာဆိုလို့ရှိရင်အဲ့အပေါက်ထဲမှာပဲထပ်ပြီးတော့ဂွေ့နေရာလေးဖြစ်တဲ့အတွက်တိုင်တိုလေးတတိုင်းထပ်တိုးလိုက်မယ်နော်တိုင်တိုလေးတတိုင်းထပ်ထိုးလိုက်မယ်နော်အဲ့ဒီဂွေးနေရာလေးမှာတိုင်တိုလေးတိုင်ထိုးမယ်ပြီးလို့ရှိရင်ဒီဘက်ကို꿰ပြီးတော့ဒီမှာတိုင်တိုလေးတွေဒီတန်းလိုက်လေးတွေတောက်လျှောက်ဆက်ထိုးသွားမှာပတ်လေပေါ့နော်အဲ့လိုထိုးမှဖြစ်တဲ့အတွက်ဒီမှာဒီ꿰နေရာပေါ့နော်နောက်ထပ်တစ်꿰နေရာရောက်ရင်ဒီမှာတစ်ခုထပ်ထိုးလိုက်ပြီနော်ပြီးရင်ဒီမှာရှိတဲ့အချမ်းလေးနော်ဒီမှာဒီလိုလေးနော်အဲ့ဒီနေရာလေးမှာတိုင်တိုလေးသွားလိုက်မယ်꿰သွားပြီနော်ပြီးရင်ဒီမှာရှိတဲ့နေရာဒီနေရာလေးနော်ဒီအစုံနေရာလေးအဲ့မှာတိုင်တိုလေးထိုးမယ်အဲ့လိုပဲဒီမှာနေရာအဲ့ပတ်လေပေါ့နော်ပတ်လေအဲ့လိုလေးတွေထိုးသွားမှာတိုင်နေရာလေးတွေမှာဆိုရင်တော့တိုင်တိုလေး2တိုင်ထိုးရမှာနော်ဒီမှာတစ်ခါနော်နောက်သူ့ရဲ့ဒီမှာဒီဂျားမှာဒီလိုလေးထိဝင်အောင်ထိုးနော်ဒီမှာရှိတဲ့နေရာလေးအဲ့မှာတစ်ခါကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့အခုဒီတောင်လေးထီကိုထိုးပြလိုက်နော်ဒီတောင်ရောက်ရင်2တိုင်ထိုးမှဆိုရင်ထိုးပြပေးမယ်နော်ဒီမှာတောင်ဒီဘက်ရဲ့တောင်နေရာလေးနော်ဒီကနေပြီးတော့ထိုးလာတာဒီဘက်တောင်ရောက်ပြီဆိုရင်လည်းတို့အဲ့တစ်ပေါက်ထဲမှာ2နေရာထိုးမယ်ဒီနေရာလေးထိုးရင်တေချာလေးတတိထားနော်ဒီမှာတော့မထိုးမိစေနဲ့နော်ဒီမှာဖွန်မီချမ်းလေးရှိတယ်နော်ဖွန်မီချမ်းလေးရှိတယ်ဆိုတော့ဒါစခဲ့တဲ့အပေါက်ဆိုတော့လေစခဲ့တဲ့နေရာလေးဆိုတော့အဲ့ဒီဖွန်မီချမ်းလေးမှာလာပြီးတော့တိုင်တိုလေးထိုးမယ်တတိုင်းနောက်တစ်ခါထပ်ပြီးတော့အဲ့ဒီဖွန်မီချမ်းနဲ့မှာပဲတိုင်တိုလေးတတိုင်းထိုးမယ်နော်အဲ့လိုလေးရမယ်နော်ဒီနေရာမှာလည်းအဲ့လိုပဲဒီဘက်မှာရောက်လို့ရှိရင်လည်းအဲ့လိုပဲဒီတစ်ပေါက်ထဲမှာတိုင်တိုလေး2ခါထိုးမယ်နော်အဲ့တော့ဒီမှာကျတော့တောက်လျှောက်တိုင်တိုလေးဒီပဲဒီမှာ2ပေါက်ထဲချင်း2ခုတည်းကိုဖွန်မီ2ခုတည်းကိုဝင်ပြီးတော့ဖွန်မီ2ခုတည်းကိုဝင်ပြီးတော့တိုင်တိုလေးထိုးသွားမယ်နော်ဒါကစထိုးခဲ့တဲ့နေရာဖွန်မီချက်2ခုရတဲ့နေရာလေးပေါ့နော်ဒီမှာအဲ့နေရာလေးမှာတိုင်တိုလေးတွေဆက်ပြီးတော့ထိုးသွားခဲ့မယ်နော်ဒီနောက်ဆုံးနေရာလေးရောက်ပြီပေါ့နော်ဒီနောက်ဆုံးနေရာမှာလည်းထုံးစံတိုင်းပဲတစ်ပေါက်ထဲမှာဒီမှာဖွန်မီလေးပြောက်တယ်เนาะအဲ့ဒါလေးကိုသေချာလေးကြည့်တို့ဒီမှာခြီလေးဆွဲပြီးတစ်ပေါက်ထဲကိုဒီမှာခြီစလေးရှိရเนาะအဲ့ဒါကိုဒီကြိုးလေးပေါ်တင်ပြီးတော့အตาလေးဖြောက်သွားလိုက်เนาะတတိုင်းနောက်တစ်ခါအဲ့ဒီပေါက်ထဲမှာပဲတတိုင်းเนาะအဲ့လိုလေး꿰လေးရမယ်เนาะနောက်တစ်ခေါက်ကြလို့ရှိရင်ကျွန်တော်ဒီထဲမှာမထိုးနဲ့တော့เนาะဒီမှာလာပြီးတော့ထိုးမယ်꿰မှာပေါ့เนาะ꿰နေရလေးအဲ့လိုလေးရမယ်နောက်ပြီးရင်သူရဲ့ဒီဘက်ဘေးမှာတစ်ခါတိုင်တိုလေးတွေအဲ့လိုပဲအဲ့လိုနီးတိုင်လေးပဲဆိုလို့ဆက်ပြီးတော့ဒီမှာဒီချီကိုထိုးမယ်เนาะဒီချီရောက်လို့ရှိရင်လည်း꿰နေရဖြစ်တဲ့အတွက်2တန်းတစ်ပေါက်ထဲမှာတိုင်တိုလေး2တိုင်ထိုးလိုက်เนาะဒီနားလေးထီကိုကျွန်တော်လာပြန်ပြပေးပါမယ်เนาะဒီမှာရှိတဲ့ကျိုးစာလေးเนาะပထမထိုးခဲ့တဲ့ကျိုးစာလေးအဲ့နောက်မှာပဲအဲ့လိုအตาလေးပဲထိမ့်ပြီးတော့ဖြောက်သွားเนาะဒီအตาလေးပဲထိမ့်ပြီးတော့ဖြောက်သွားရင်သူအောက်ထဲကိုသူဝင်သွားလိမ့်မယ်เนาะအဲ့ဒါလေးပြဖို့ကျွန်တော်မေ့သွားလို့ဆိုတော့เนาะအဲ့လေးတင်လက်ပြန်ပြပေးရเนาะအဲ့တော့ဟိုထောက်နားလေးထိထိုးခဲ့ပေးပါတို့ဒီဘက်ထိပ်ကိုရောက်ခဲ့ပြန်ပြီเนาะဒီဘက်ထိပ်ရောက်ခဲ့ပြီးရင်လည်းလေဒီမှာစခဲ့တဲ့နေရာเนาะဒီဘက်ကြမှာဆိုတော့ပြန်ဆုံးမယ်เนาะအဲ့တော့ဒီမှာဒီဘက်ရောက်လို့ရှိရင်လည်းဒီဘက်မှာလာပြီးတော့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်เนาะ2တိုင်ထိုးလိုက်မယ်ထိုးပြီးသွားရင်ဒီမှာတော့တိုင်တူလေးတွေထပ်ပြီးတော့ညှိသွားထပ်ပြီးတော့ထပ်ထိုးမယ်เนาะတစ်ပတ်လေးဒီနားလေးထိထပ်ပြီးတော့ထိုးခဲ့မယ်ဒီမှာထိုးလာတာဒီမှာနောက်ဆုံးဒီ꿰နေရာလေးကနေရာလေးပေါ့เนาะအဲ့ဒီမှာတို့တတိုင်းထိုးပြီးတော့ဒီတိုင်းလေးနဲ့ခြီလေးကိုဖြတ်လိုက်မယ်เนาะခြီစားလေးကျိုးစားလေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီလိုလေးဆွဲထုတ်လိုက်မယ်เนาะဆွဲထုတ်ပြီးသွားရင်ဒီမှာဒီလိုလေးစောင်းစောင်းလေးရနေမယ်เนาะစောင်းစောင်းလေးရတော့ကျွန်တော်အက်ကလေးကိုသုံးမယ်လက်ချုပ်အက်လေးကိုဒီခြီလေးထည့်လိုက်ပြီးတော့ဒီမှာဒီလိုလေးနည်းနည်းလေးဆွဲเนาะသူ့ရဲ့ရှေ့မှာရှိတဲ့ချိန်เนาะဒီမှာเนาะဒီချိန်เนาะဒီမဟုတ်ဘူးเนาะဒီမှာချိန်ဒီချိန်ရဲ့နှစ်ခုလုံးမှာဒီလက်ချုပ်အလေးနဲ့ခြီလေးကိုဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ဒီမှာစောစောတော့ထွက်ခဲ့တဲ့နေရာဒီနေရာလေးเนาะဒီမှာဖွန်မီက2ချမ်းရှိရเนาะဒီမှာအဲ့2ချမ်းရဲ့ဒီတစ်ချမ်းအောက်ထဲကိုအရင်ဝင်မယ်
เนาะဒီလိုလေးနည်းနည်းလေးဆွဲလိုက်မယ်အရင်ဝင်ပြီးတော့ဒီဘက်ကိုလှည့်လိုက်ဒီမှာထုံးထားတဲ့ကြစ်ထားတော့ဒီမှာထုံးနေတဲ့ခြီကုန်းလေးရှိတယ်အဲ့ဒီအောက်ထဲကိုတစ်ခါဝင်သိမ့်မယ်เนาะပြီးရင်ဒီဘက်ကိုလှန်လိုက်မယ်เนาะဒါမှလာတဲ့ဘက်ပြီးရင်သူ့ရဲ့ခြီဒီဘက်ကခုံးလေးပေါ့เนาะသူ့ဘေးကခြီကုန်းလေးထဲမှာတေချာလေးဝင်သိမ့်လိုက်မယ်เนาะဝင်သိမ့်လိုက်မယ်2တိုင်3တိုင်လောက်ဖြစ်ပေါ့เนาะခြီကုန်းလေးတွေနောက်မှာခြီလေးကိုဝင်သိမ့်ပြီးသွားလို့ရှိရင်တို့ခိုင်ပြီဆိုလို့ရှိရင်ဒီဘက်ကိုလှန်ကြည့်မယ်เนาะဒီမှာဆိုရင်ဒါခြီဆက်ထားတာတိတ်မတိတာတော့เนาะဒီမှာဝေးနေရလေเนาะကဲအဲ့ဒါဆိုရင်ဇွန်တို့ကကကြီးလေးနဲ့ညှက်လိုက်မယ်ညှက်ပြီးသွားရင်ဇွန်မီးချစ်တော့မပြတော့ဒါလေးကိုဒီလိုလေးဖွာနေရလေးရှိလို့ရှိရင်မီးချစ်လေးနဲ့အသားလေးတူပြီးတော့နိုင်လွန်ချီဖြစ်တဲ့အတွက်လေဒီလိုလေးဖိလိုက်ရင်ရပြီเนาะဒါတော့သုံးမပြလိုက်တော့အဲ့တော့ဒီမှာအိတ်ကလေးရလေနောက်တစ်ခုပြောဦးမိလို့ဒီမှာနဲ့ပြလေးစွစွမှမရှိလို့ဒီအောင်လေးကဒီလိုအယောင်လေးကျွန်းရောင်လေးရှိရင်တော့ပိုကောင်းတယ်เนาะဒါကတော့ဆိုတော့အိမ်မှာပဲသုံးမှဖြစ်တဲ့အတွက်ဒါလေးနဲ့ပဲထိုးပြတာရှိတာလေးနဲ့ပေါ့เนาะပြီးတော့ဒီလိုလေးရပြီဆိုဒီမှာလက်ချုပ်လေးက cross stick အိတ်လေးလို့တိုင်းမယ်ဆိုတော့ဒီဒါလေးကိုတေချာလေးရပြီးတော့မှလက်ချုပ်လေးကိုဒီမှာအနားလေးတွေတွဲချုပ်မယ်ပေါ့နော်ဒီထိုးနီးရလဲလက်ကင်ထိုးနီးရလဲ cross stick ထိုးနီးမှာပါတယ်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်ထိုးမပြတော့အဲ့ထိုးနီးလေးပဲထိုးလိုက်မယ်နော်ဒီအိတ်လေးကတော့သူနဲ့တသားတည်းကြာရင်ပိုကောင်းတယ်နော်ပြီးရင်ဆိုကျွန်တော်ကဒီတိုင်းပဲပြောင်းရှင်းကင်ကျင်နေဆိုရင်တော့ဒီအိတ်ပေါ်မှာဘာမှမတက်တော့ဘူးhandmade တစ်စိတ်လေးရှိတယ်ဆိုလဲဒီနားလေးမှာ handmade တစ်စိတ်ကလေးကိုတန်ပြားလေးကိုတက်လိုက်ပေါ့နော်တက်ပြီးတော့မှတွဲချုပ်လို့ရတယ်နောက်မိကပန်းပွင့်လေးတွေနဲ့ထိုးကျင်နေဆိုရင်လည်းဒီမှာကော်လေးနဲ့ပန်းပွင့်လေးနဲ့ဒီလိုလေးတက်လိုက်ပေါ့နော်ပန်းပွင့်လေးထိုးကျင်နေဆိုလဲပန်းပွင့်ထိုးနည်းလေးလည်းနောက်ဗီဒီယိုလေးတော့ကျွန်တော်ထိုးပြပေးမယ်ပေါ့နော်ဒါမိမိစင်ပြေသလိုလေးဒီမှာပန်းပွင့်လေးတစ်ပွင့်လောက်တက်လိုက်ရင်လည်းရသွားပြီပေါ့နော်အဲ့တော့ဒီဟာလေးတွေတွဲချုပ်တာတော့ cross ဒီလိုမျိုးဒီအနားလက်ချုပ်လိုက်တာလေးတွေကျိုးထိုးတာလေးတွေတော့ကျွန်တော် cross stick အိမ်မှာထိုးပြပြီးဖြစ်တဲ့အတွက်ထိုးမပြတော့ဘူးအဲ့ဒါလေးတွေကိုယ့်ဘာကိုပဲလိုက်ပြီးတော့ချုပ်လိုက်တော့နော်တကယ်လို့မှဒီအိတ်လေးထိုးတာကိုနားမလည်တာရှိလို့ရှင်ဆိုရင်ဒီ chat box ကနေပြီးတော့လာမေးလို့ရတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်